ဟုတ်မင်္ဂလာပါဗျကျွန်တော်အခုပြောချင်တာလေးကဒီကောက်တီးကလူတယောက်ရဲ့စိတ်ကိုဘယ်လောက်ပြောင်းစေလဲပေါ့ဆိုတော့ပြောင်းသွားတာပေါ့ဟိုမာနထောင်သွားတဲ့ဟာတွေပျောက်တယ်ငါကွာလို့မရကောက်တီးမှာငါကွာလို့တွေးပြီးရိုက်တဲ့နေပုံတာဆိုတော့စဉ်းစားကြည့်လေ drive ပြေးတယ်အပိုင်ပဲဆိုရိုက်ကုန်တာပဲလုံးတလို့မဖြစ်ဘူးကိုလက်ကလည်းလုံးတလို့ဖြစ်တော့တဲ့လက်မဟုတ်တဲ့အတွက်ကောင်းတယ်ချဟာပုံတာပဲဟုတ်တစ်ချက်မဟုတ်တစ်ချက်မှာသွားပြီးအမြဲတမ်းညှိကြဆိုတော့ drive ကောင်းတယ် second shot ပြည့်မယ် second shot ကောင်းတယ်ဘာတာလွှဲရင်လွှဲမယ်ချစ်ပင်ရောပတ်တင်ရောကောင်းတယ်စကူကမကောင်းတော့တချင်းကောင်းနေဖြစ်ကုန်ဆိုတော့ live လည်းဒီလိုပဲဗျ live မှာလည်းကိုကရိုးချိုးတက်ဖို့တင်တာကတိတ်ခတ်တာလူချင်းဖြစ်တာဆိုတော့ကိုယ့်ရဲ့မာနတွေမောက်မာမှုတွေဟိုကောက်ပြီးရပညာလားပပနဲ့ဖြတ်ပြင်ပေးတာပြင်ပေးတဲ့အတွက်ဘာပြန်ကောင်းလာလဲဆိုတော့ coffee ရိုက်လိုက်ပြီဆိုတော့ねသူကလူမှုဆက်ဆံရေး player တွေပေါ်ထားတဲ့စိတ်ကပို့ပြီးတော့ flexible ဖြစ်တယ်ပို့ပြီးညံ့လာတယ်ပို့ပြီးတော့ polite ဖြစ်ဆိုတော့ကိုယ်နဲ့ပတ်သက်တဲ့တိုင်ဝမ်ကအဆင်ပြေဆိုတော့ happy ဖြစ်တာပေါ့ဆိုတော့ဟိုငါကွာဆိုတဲ့ဟာပျောက်သွားတာ။ကော်ဖီကလူတိုင်းမှမဖြစ်တာ။ဆိုတော့လူတိုင်းဖြစ်အောင်လဲရိုက်ဖို့ကတော်တော်ခက်ခဲတာ။ဆိုတော့ကော်ဖီကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ပုံမှန်လည်းပြောရင်လိမ္မာရင်ကြီးအောင်ပေါ့။လိမ္မာရင်ကြီးအောင်ပေါင်းတက်တင်တက်အောင်ပြောတတ်ဆိုတတ်အောင်တင်ပေးတဲ့ဟာ part of the life မှာသူကလည်းဆရာတဆူပါပဲ။ကျေးဇူးတင်